ဒီမှာရှော့ဆရာတွေအများကြီးပါတော့ပုံနေတာပဲဒီထဲထဲမှာဒီမှာဒီထဲထဲမှာဆက်ပြထည့်တယ်ပေါ့နော်အဲဒီပေးလိုက်တယ်ဒီထဲမှာဟုတ်တယ်ထည့်ထားတာပေါ့နော်ဟုတ်တယ်ထည့်ထားတယ်ပေးလိုက်တယ်ဒီမှာတော့ပါဝါနေပဲဒီလိုလေးလာပြီဒါကျမရွေးမှာပေါ့နော်ကိုကိုလိုချင်လားဟုတ်ကိုလိုချင်လားပေါ့နော်အပူလားဆက်စမျိုးတော်လို့ရတယ်ပေါ့နော်ဒါလေးကလည်း space ဆို height ကိုယူမလား medium ကိုယူမလား low ကိုယူမလား spin ကိုယူမလားပေါ့နော်heavy ယူမလား normal ယူမလား light ယူမလားပေါ့နော်